ရင်ရွှေမလေးရှာလိုက်ရတာရင်ရွှေရဲ့ညီစမောင်တညာလုံးညီဒီတိုင်းနေနေတာလားအေးဟုတ်တယ်ငါလူတွေကိုရမ်းပုံးနေဟာအဲ့ဒီလူတွေထဲမှာငါအဖေနဲ့အမေကိုအမောင်းဆုံးပဲဟဲ့ရင်ရွှေဟိုညီမုန်းတဲ့ထဲမှာငါတော့မပါပါဘူးနော်ညီတော့မပါပါဘူးအေးကျုပ်ပေါ်မှာညီတယောက်သာအကောင်းဆုံးတနေကုန်တနေကလှုပ်လိုက်ရတဲ့သူတို့အလုပ်ရွာထဲထွက်ပြန်တော့လေရွာထဲလူတွေနဲ့ငါလည်းတရားမှမတည်ဘူးဒါတော့ဒါပေါ့ဒါပေါ့လေးမဟုတ်ဘူးသူတို့ဘိုက်ထဲကိုငါဝင်စားတာလေငါအတွက်ကန်ဆိုးတာပဲသူတို့သမီးဖြစ်တော့ငါဒီလိုပြင်မမက်နေလုံနေရတာအဲ့ဒါကြီးအသာထားစမ်းမှရင်ရွှေရဲ့အခုလေနေ့အဖေကလေနေ့ကိုမိုးတဲလေတဲ့လိုက်ချပြီးတော့လေအခုအဲ့ရတယ်မှာလဲနေပြီလုံးဝမထားနိုင်တော့ဘူးလိုက်ခဲ့ပါရင်ရွှေနော်ဟာမလိုက်ချင်ဘူးနင်ကလည်းနင်မလိုက်လို့ပဲဖြစ်မယ်နင်မလိုက်ဘူးဆိုနေ့အပြစ်ဖြစ်မှာပေါ့ဟာငါအပြစ်ပြီးတော့လေရင်ရွှေဒီတဲထဲမှာနင်တယောက်ထဲနဲ့မသိတော့ပါဘူးရင်ရွှေငါတကယ်ကြမ်းလိမ့်ပါလားဟာမလိုက်ဘူးဟာလာပါရင်ရွှေဟဲ့လာဖြည်းဖြည်းချင်းဝါနေတယ်မြင်ဝါမြင်ညိုချပြီးနိုင်မသေးနိုင်မိုးလေးနဲ့လည်းအလုံးလုံးနေတယ်အခုဒီရောရေမချိုးရသေးဘူးဖေကိုထမင်းကျွေးရတာတစ်မျိုးအမေကိုလှုပ်ပေးရတာတစ်မျိုးမလေးဒီချာတဲ့သူ့ဘက်ကလည်းမြင်မွေးမှာအေးမှာပါတော့ဟာအင်ကြီးလဲပြအောင်မယ်အင်ကြီးတော့မလဲပေးနိုင်တော့ဘူးမလဲခဲ့မှာပဲလဲတော့သမီးရေရင်ရွှေသမီးရေရင်ရွှေဟိုမခေါ်ရပြီတယောက်ဘာလို့ဘာခိုင်းမလို့လဲတော့ကြောက်အမေလေးခြေလေးတွေရောက်နေလို့သမီးအဲ့ဒါလွာလူကြီးအိမ်မှာလေးကိုမိတ်တယ်ဦးနည်းနည်းစောတောင်းမနော်ဘာကြီးပါလဲဆိုမှခြေလေးနဲ့တယောက်လားစမ်းသလားတော့ခိုင်းတော့လဲကြည်အောင်ကျုံးတယ်မတည့်တဲ့ရွာသူကြီးမှာခိုင်းရလားဘာချင်မောင်တော့ဘာသမီးအမေကလမ်းလျှောက်လို့ရင်မောနေလို့ပါနော်သွားဆိုလဲသွားပေးမယ်